ဒီမျက်မမြင်မျိုးသားဟာကြောက်မက်ဖွယ်ကောင်းတဲ့ချင်းသေးကြီးတစ်ကောင်နဲ့ရင်ဆိုင်ဖို့ပြင်ဆင်နေပါတယ်။သူဟာချင်းသေးရဲ့လှုပ်ရှားမှုကိုအကြားအာရုံတစ်ခုတည်းနဲ့တင်တည်တည်ငြိမ်ငြိမ်ခံမှန်းနေခဲ့တာပါ။ဒါပေမဲ့မထင်မှတ်ပဲချင်းသေးရဲ့အကိုက်ကိုခံလိုက်ရပါတယ်။ချင်းသေးကြီးကဒုတိယအကြိမ်ထပ်မံတိုက်ခိုက်လာတဲ့အခါမှာတော့သူဟာနောက်ကိုတလန်းဆုပ်ပြီးသူ့ရဲ့ပစိန်ကိုအသင့်ပြင်ထားလိုက်ပါတယ်။ချင်းသေးကြီးခုံအုပ်လိုက်တဲ့အချိန်မှာတော့တစ်ချက်တည်းနဲ့တင်အမိရပြစ်ခတ်တိုက်ခိုက်လိုက်နိုင်လို့ချင်းသေးကြီးဟာနေရာတင်ပွဲချင်းပြီးတိတ်ဆုံးသွားခဲ့ပါတယ်။ဒါကိုကြည့်နေတဲ့ပရိသတ်တွေအားလုံးအံ့အားသင့်သွားကြပါတယ်။ဒါကိုမကျေနပ်တဲ့စစ်သားတစ်ယောက်ကနောက်ထပ်ချင်းသေးနှစ်ကောင်ကိုထပ်မံလွှတ်ပေးလိုက်ပြန်ပါတယ်။အခြေအနေကပိုဆိုးသွားတာကစစ်သားကိုယ်တိုင်ကဒီမျက်မမြင်မျိုးသားကိုနောက်ကျောကနေလှမ်းနဲ့ထိုးလိုက်တာပါပဲ။သွေးနှံ့ကြောင့်ချင်းသေးတွေဟာပိုပြီးတောင်းကျမ်းလာပြီးသူ့စီကိုအရှိန်နဲ့ပြေးဝင်လာကြပါတယ်။မျက်မမြင်မျိုးသားဟာချင်းသေးတွေရဲ့အနေအထားကိုတေချာအာရုံစိုက်နေတော့ချင်းသေးတစ်ကောင်ရဲ့တိုက်ခိုက်မှုကြောင့်မြေပြင်ပေါ်လဲကျသွားခဲ့ပါတယ်။ချင်းသေးကြီးကသူ့ကိုအဝေးကိုဆွဲခေါ်သွားပြီးစားတောက်ဖို့ပြင်ဆင်နေတဲ့အချိန်မှာပဲသူ့ရဲ့နောက်လိုက်ဖြစ်သူကလက်ငါးချောင်းကွာမှာလက်နက်ရှိတယ်လို့အော်ပြောပြီးအချက်ပေးလိုက်ပါတယ်။သူဟာမြေပြင်ပေါ်မှာလက်နက်ကိုအသေးတန်ရှာဖွေနေခဲ့ပြီးနောက်ဆုံးမိနစ်ပိုင်းမှာပဲဓားမြောင်ကိုရရှိသွားခဲ့ပါတယ်။သူဟာဓားမြောင်နဲ့ချင်းသေးကြီးကိုထိုးဆိုင်ပြီးချင်းသေးရဲ့ကြောပေါ်ကိုခွက်စီးလိုက်ပါတယ်။ချင်းသေးကြီးဟာနာကျင်စွာဟိန်းဟောက်နေပေမဲ့သူဟာတစ်ချက်တည်းနဲ့တင်ချင်းသေးကြီးကိုအနိုင်ယူလိုက်နိုင်ပါတယ်။နောက်ဆုံးမှာတော့ဒီမျက်မမြင်သူရဲကောင်းဟာဘယင်ကိုပါတယောက်ချင်းရှင်ပြိုင်ဖို့စိန်ခေါ်လိုက်ပါတော့တယ်။